မင်္ဂလာပါရှင်ဒီနေ့ဒီကနေ့တို့ရဲ့တင်ရနေကြိုးလို့လိုက်ပါတယ်ဒီရဲ့ရေပေါ့နော်ဒီရဲ့ရေမှာဒီတဲ့စပန်ပေါ့နော်ဒါကြတော့အသေးလုံးလေးပေါ့နော်ဒီလိုမျိုးထူလာတော့အသေးလုံးကြိုက်တယ်အသေးလုံးကြိုက်တယ်လို့ရှိတယ်ပေါ့နော်အကြောင်းလို့ဒီနေ့ကကြတော့ဒီရဲ့ရေကိုအသေးပုံပုံနဲ့လေးလုပ်ပေးထားပါရှင်ဒီမှာပါဒီနောက်ကပုံနဲ့လေးပါအောက်ကပေါင်းနေရကြတော့ချီချီတူတူလေးပေါ့နော်အဲ့ကလေးပါပါတယ်ရှင်အဲ့လိုမျိုးပေါ့နော်အဲ့လိုဒီဇိုင်းလေးပေါ့နော်ဒါကြတော့အဲ့လိုဒီဇိုင်းပါပဲအဲ့ဒါကိုတက်ကလာယူနေလို့လည်းရပါတယ်ရှင်နာပါရှင်ဒါရီကကြတော့သူကဒီမှာစာတန်းလေးတွေနဲ့ပေါ့နော်ပြီးတော့အောက်မှာအမဲခံပေါ့နော်အမဲခံလေးတွေပါရှင်အောက်ကအမဲခံပါအမဲခံလေးတွေလည်းပါပါတယ်ရှင်အမဲခံတဲ့လူမျိုးရှိလို့ပေါ့နော်နာမရှင်ဒါလေးရကြတော့အလုံးလေးတွေပေါ့နော်အလုံးမှာဟိုတခါပြောရတယ်ဒီလိုအလုံးလေးမဟုတ်ဘဲနဲ့ပေါ့နော်အိုးပဲပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကိုဒါတင်ပါရှင်ဒါကတော့ဒီလိုပုံစံပဲပေါ့နော်ကာလာတော့မတူပါဘူးရှင်ဒီမှာပါဒါကြတော့သူကချုပ်သားကောင်းကောင်းလေးနဲ့အဲ့လိုမျိုးလေးချင်းချောင်းမျိုးမပြည့်စေရဘူးပေါ့နော်အဲ့လိုမျိုးချင်းချောင်းဖြစ်တာတွေပါလို့လည်းမရှိပါဘူးရှင်အဲ့လိုမျိုးပေါ့နော်ဒီမှာပါဒီကြလို့ရှိရင်ပေါ့နော်မရလို့ဒီပါတဲ့စင်လေးပေါ့နော်ဒီမှာပါရှင်ဒါကြတော့အနည်းငယ်လေးတွေပေါ့နော်နောက်ကစာတန်းလေးတွေတော့နည်းနည်းတော့ပါတယ်ပေါ့နော်မရလို့ဒီလေးရှိပါတယ်ရှင်ဒါမရလို့ဒီလေးပါတယ်ပေါ့နော်အနည်းငယ်လေးပါဒီလိုမျိုးကြီးလေးလေးပါတယ်ပေါ့ဒါလေးကတော့ညောင်းကြောလာတယ်ရှင်အဲ့ဒါပြားပြားလို့ဆိုလို့ရှိရင်လည်းရှိပါတယ်နောက်အနည်းငယ်နဲ့တရားတော့ဒါလေးပါရှင်ဟာ3ရေပေါ့နော်ဒီမှာဒါကြတော့ဒီလိုမျိုးဟာလေးတော့လာတယ်ရှင်ဒါလေးကကြတော့အကွက်ကွက်လေးပေါ့နော်ဒီလိုမျိုးအကွက်ကွက်လေးလုပ်ထားပါလေပြီးတော့ဒီလိုမျိုးလေးပါတယ်ပေါ့နော်ပြီးတော့အဲ့ဒါကိုအစိမ်းဆိုလည်းဒီမှာပါရှင်အစိမ်းကန်လေးလုပ်ပေးထားပါလေအစိမ်းကြိုက်တယ်ဆိုလို့ရှိရင်ဒီမှာပါအစိမ်းလေးပေါ့နော်ဒီစိမ်းလေးကကြတော့သူကအစိမ်းလေးကကြတော့အဲ့လိုမျိုးဒီဇိုင်းအဲ့လိုမျိုးပုံစံပဲဒါပေမဲ့သူကလေအစိမ်းလေးကလေအစိမ်းလေးလည်းလှတယ်ပေါ့နော်ဒီမှာပါပြီးတော့နောက်အစိမ်းလေးတစ်ခုယူချင်တယ်ဆိုရင်ဒါမျိုးလေးရှိပါတယ်ရှင်ဒါမျိုးလေးကကြတော့သူကဟိုရုံလေးပေါ့နော်ဒီလိုမျိုးရုံလေးဆိုင်ကလေးကြီးနေတဲ့ပုံစံပေါ့နော်အဲ့လိုမျိုးလေးကဒီလိုမျိုးကတ်တုံးရုပ်လေးပေါ့နော်အဲ့လိုမျိုးတမကကတ်တုံးရုပ်လေးလည်းထုတ်ပြီးပါတယ်ပြီးတော့ဒီလိုမျိုးလေးရှိရဒါကြတော့ဘယ်လိုပြောရမလဲအမဲရောင်လေးပါတယ်အစဲရောင်လေးပါတယ်ပေါ့နော်အစဲရောင်ဥမော်ကြီးနော်ပြီးတော့ရှင်တော့ဒီလိုမျိုးလေးပေါ့နော်အောက်ကကြတော့ဒီလိုပေါ့နော်အဲ့လိုမျိုးပေါ့ဒီဟာကြတော့ဒီလိုဟာအမဲရောင်တဲ့နော်ဒါကြတော့အဲ့လိုမျိုးဒီလိုဒီဇိုင်းပါပဲရှင်13,500ပါငါပြောရတဲ့ရုံလေးကိုလေငါပြောရတဲ့ဘာလဲလို့ဒီလေးကိုအပြာရန်လေးဆိုတာဒါလေးပါရှင်ဒါလေးလည်းအရင်အပြာကိုမှအနုကိုလေးတော်လာတယ်ရှင်ဒီမှာပါငါကပြာသွားတဲ့ဟာညီပြန်ပေါ့နော်ဒါကြောင့်အပြာလေးကနုပြီးသိုးနာပေါ့နော်လှပါရှင်ပြီးတော့အပြာကဒီလုံးလေးကိုရှိတယ်အပြာကဒီလုံးလေးဆိုတာအရင်လိုမျိုးအလုံးသေးသေးလေးမဟုတ်တော့ဘဲနဲ့အကြီးဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုမှသူကအလုံးလေးအဖြူရောင်အောက်ကအပြာကံပေါ့နော်အပြာကိုမှနက်ပြာလေးဆိုပြောဒီနေ့တော့အပြာကြီးရင်ပေါ့အဲ့လိုမျိုးတက်ကနေပါ13,500ပါရှင်ပြီးတော့ဒီလိုမျိုးလေးလည်းရှိပါတယ်ရှင်ဒီလိုမျိုးပေါ့နော်ကာလာလေးရတော့တော်တော်လာတယ်ဒါလေးလည်းတော်တော်လာတယ်ပေါ့နော်ခင်ရန်လေးကိုမှသူကဆိုးပြီးတော့လေအဲ့လိုမျိုးအထူသားလေးပါရှင်ဒါမဲ့ဒီဘူပါကိုအိမ်မနေပေါ့နော်ကိုဟာကိုပုတ်ပုတ်ပါလေးလို့ရတယ်ပေါ့နော်